ကျွန်တော်တို့ရဲ့နေ့စဉ်လူမှုဘဝမှာလူပေါင်းစုံနဲ့ထိတွေ့ဆက်ဆံကြရပါတယ်။အဲ့ဒီထဲမှာတချို့သောသူတွေနဲ့စကားပြောပြီးတိုင်းဒါမှမဟုတ်အတူရှိနေပြီးတိုင်းမှာစိတ်ပင်ပန်းသွားတာမျိုးကိုယုံကြည်မှုပျောက်ဆုံးသွားတာမျိုးဒါမှမဟုတ်အကြောင်းပြချက်မရှိဘဲစိတ်မသက်မသာဖြစ်သွားတာမျိုးကြုံမှုကြတယ်မဟုတ်လား။ဒါကအမတ်မထင်ဖြစ်ရတခုမဟုတ်ပါဘူး။သင်ဟာ toxic people လို့ခေါ်တဲ့အစိတ်တောက်ဖြစ်စေတဲ့သူတွေနဲ့ကြုံတွေ့နေရတာဖြစ်နိုင်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးနဲ့ဘဝအရေးသွေးကိုတိုက်စားနေတဲ့ toxic ဖြစ်တဲ့သူတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာအသေးစိတ်ဆွေးနွေးသွားမှာပါ။အစိတ်တောက်ဖြစ်စေတဲ့သူဆိုတာတကယ်တော့တမင်တက်ရန်လိုနေတဲ့လူတွေကိုတင်ဆိုလိုတာမဟုတ်ပါဘူး။သူတို့ရဲ့အပြုမူစကလုံးနဲ့စိတ်နေစိတ်ထားတွေဟာတစ်ဖက်လူရဲ့စိတ်ပိုင်းဆိုင်ရာကိုတဖြည်းဖြည်းချင်းထိခိုက်စေတာကိုဆိုလိုတာပါ။တောက်စစ်ဖြစ်တဲ့လူတွေမှာထူးခြားတဲ့လက္ခဏာရပ်တွေရှိပါတယ်။ပထမဆုံးတစ်ခုကတော့အမြဲတမ်းကိုယ်ပဲမှန်ချင်နေတာပါ။သူတို့ကဘယ်တော့မှအမားအဝေးမခံတတ်တယ်လို့ပြဿနာတစ်ခုဖြစ်လာရင်တစ်ဖက်လူကိုပဲလက်ညှိုးထိုးပြီးအပြစ်ပုံချလေးရှိပါတယ်။နောက်တစ်ခုကတော့မနာလိုစိတ်ပါ။တင်ရဲ့အောင်မြင်မှုတစ်ခုခုအတွက်သူတို့ကဝမ်းသာပေးမဲ့အစားဒါကတော့အမင်းကန်ကောင်းလို့ပါ။ဒါမှမဟုတ်တက်ကောင်းတာတွေအများကြီးရှိပါသေးရဲ့ဆိုတဲ့စကားလုံးမျိုးနဲ့တင်းရဲ့တန်ဖိုးကိုနှိမ်ချပစ်တတ်ကြပါတယ်။နောက်ထပ်တွေ့ရများတဲ့လက္ခဏာကတော့ချဲလေခြင်း manipulation မှာသူတို့လိုချင်တာကိုရဖို့အတွက်တင်းကိုအားနာအောင်လုပ်တာတင်းမှာအပြစ်ရှိတယ်လို့ခံစားရအောင်ဖန်တီးတာလိုမျိုးလုပ်တတ်ပါတယ်။ဥပမာမင်းကငါတငယ်ချင်းပဲဒါလေးတော့မလုပ်ပေးနိုင်ဘူးလားဆိုတဲ့စကားမျိုးနဲ့တင်းရဲ့ဆန္ဒကိုလစ်လျူရှုပြီးသူတို့အလိုကျဖြစ်အောင်တွန်းအားပေးတတ်ကြပါတယ်။ဒါအပြင်သူတို့ဟာဒရမာဖန်တီးရတာကိုဝါသနာပါပါတယ်။ဘယ်သွားပြဿနာတစ်ခုခုကိုတည်လာတတ်ပြီးပတ်ဝန်းကျင်ကိုပါစိတ်မအေးရအောင်လုပ်တတ်တဲ့လူတွေပါ။ဒီလိုလူမျိုးတွေကတင့်ရဲ့စွမ်းအင်ကိုစုပ်ယူနေတဲ့ energy vampire တွေပါပဲ။သူတို့နဲ့နီးကပ်လေးတင့်ရဲ့စိတ်ဓာတ်တွေကျဆင်းလေးဖြစ်လာပါလိမ့်မယ်။ဒါကြောင့်ပထမဆုံးအစ်စ်အနေနဲ့တင့်ပတ်ဝန်းကျင်မှာဘသူတွေကတင့်ကိုအပြုသဘောဆောင်တဲ့ခွန်အားတွေပေးနေတယ်လေ။ဘသူတွေကတင့်စီကနေစွမ်းအင်တွေကိုစုပ်ယူနေတယ်လဲဆိုတာကိုသတိထားပြီးခွဲခြားကြည့်ဖို့လိုအပ်ပါတယ်။မိသားစုဝင်ဖြစ်နိုင်တယ်လို့တငယ်ချင်းဒါမှမဟုတ်လုပ်ဖို့ကံဖက်လဲဖြစ်နိုင်ပါတယ်။ဘသူပဲဖြစ်ဖြစ်သူတို့ရဲ့အပြုအမူကတင့်အပေါ်အစိတ်တောက်ဖြစ်စေနေပြီဆိုရင်တော့ဒါကိုပြောင်းလဲဖို့ပြင်ဆင်ရပါတော့မယ်။ toxic ဖြစ်တဲ့လူတစ်ယောက်ကတင့်ကိုထိန်းချုပ်ဖို့ကြိုးစားတဲ့အခါ gaslighting လို့ခေါ်တဲ့နည်းလမ်းကိုအသုံးအများဆုံးပါပဲ။ဒီနည်းလမ်းကတကယ်ကိုကြောက်ဖို့ကောင်းပါတယ်။သူတို့ကတင်သိနေတဲ့အမှန်တရားကိုပဲမာယွင်းနေတဲ့အောင်တင်မဲမှတ်ရန်ချွတ်ယွင်းနေတဲ့အောင်ဒါမှမဟုတ်တင်မဲစိတ်ကူးရင်နေတဲ့အောင်တုံ့ပြန်တတ်ကြပါတယ်။ဥပမာသူတို့ပြောခဲ့တဲ့ရိုင်းဆိုင်တဲ့စကားကိုငါဒီလိုမပြောခဲ့ဘူးမင်းကစိတ်ထင်နေလို့ပါဆိုပြီးပြန်ပြောတာမျိုးပေါ့အချိန်ချင်းခံရပံများလာတဲ့အခါတင်ကကိုယုံကြည်မှုပျောက်ဆုံးလာပြီးငါတကယ်ပဲမားနေရလားဆိုတဲ့တန်တရားစိတ်တွေဝင်လာတတ်ပါတယ်။နောက်ထပ်သူတို့အမြဲလုပ်လို့ရှိတာကvictim blaming လို့ခေါ်တဲ့တားကောင်အဖြစ်ဟန်ဆောင်ခြင်းပါပဲသူတို့ကတင့်ကိုထိခိုက်အောင်လုပ်ထားပြီးတော့မှတကယ်တမ်းပြဿနာဖြစ်လာတဲ့အခါသူတို့ပဲအနစ်နာခံရသူနှိပ်စက်ခံရတဲ့သူဖြစ်ပုံဖော်တတ်ပါတယ်ငါကမင်းတို့ဒီလောက်လုပ်ပေးထားတာကိုမင်းကငါ့ကိုဒီလိုပဲပြန်ဆက်ဆက်နာလားဆိုတဲ့စကားမျိုးနဲ့တင်ရင်ကိုအာနာစိတ်နဲ့အပြစ်မကင်းစိတ် guilt trip ဖြစ်အောင်လုပ်တတ်ပါတယ်ဒါကတင်ကိုစိတ်ပိုင်းဆိုင်ရာအရာအချီနှောင်ထားတဲ့ကြိုးစားတစ်ခုပါပဲဒီကြိုးကိုမပြတ်တောက်နိုင်သေးဘူးတင်ကသူတို့ရဲ့အလိုကျအနေထိုင်ပေးရတဲ့သူဖြစ်နေအောင်ပါပဲဒီလိုစိတ်တောက်တွေကြားထဲမှာနေထိုင်ရတဲ့အခါတင်ရဲ့စိတ်ချမ်းသာရေးဟာတိတိတတ်တာယူရင်းလာပါလိမ့်မယ်အမြဲတမ်းစိတ်ပူပန်နေရတာအိတ်မပြောတာအစားတောက်ပြတ်တာကနေနောက်ဆုံးစိတ်တက်ကြတဲ့အထိပါဖြစ်လာနိုင်ပါတယ်အစိတ်တောက်ဖြစ်စေတဲ့သူတွေနဲ့အတူရှိနေတဲ့အခါတိတ်ခန္ဓာကိုယ်ကကော်တီဇောလို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကိုအဆက်မပြတ်ထုတ်ပေးနေပါတယ်။ဒါကရေရှည်မှာတင်းရဲ့ကိုယ်ခံအားစနစ်ကိုပါအားနည်းစေပြီးယောဂဗျာတွေဝင်ရောက်လာဖို့လွယ်ကူစေပါတယ်။တင်းဟာအလုပ်မှာပဲဖြစ်ဖြစ်၊ကျောင်းမှာပဲဖြစ်ဖြစ်အာယုံစူးစိုက်မှုတွေပျောက်ဆုံးလာမယ်။အမြဲတမ်းပင်ပန်းနှွမ်းနေမယ်။ဘာကိုမှစိတ်မပါတော့တဲ့အခြေအနေကိုရောက်ရှိသွားနိုင်ပါတယ်။အဆိုးဆုံးကတော့ internalized toxicity ပါပဲ။ဒါဟာသူတို့ပြောခဲ့တဲ့နှိမ်ချတဲ့စကားတွေဝေဖန်မှုတွေကိုတင်ကိုယ်တိုင်ကအမှန်တရားလို့လက်ခံလာပြီးကိုပြန်လဲဝေဖန်နေမိတာကိုဆိုလိုတာပါငါတကယ်ပဲဘာမှမတတ်တာလားငါတကယ်ပဲချစ်ဖို့မကောင်းတာလားဆိုတဲ့အတွေးတွေနဲ့တင်းရဲ့တန်ဖိုးကိုတုံညာအောက်ရောက်ရှိသွားစေပါတယ်ဒါကြောင့်ဒီစိတ်တောက်တွေကနေလွတ်မြောက်ဖို့ဆိုရင်အရင်ဆုံးသူတို့ရဲ့ view ဟာတွေကိုသိမြင်နေဖို့လိုအပ်ပါတယ်သူတို့ကတင့်ကိုနှိမ်ချဖို့ကြိုးစားနေတာဟာတင့်ရဲ့အားနည်းချက်ကြောင့်မဟုတ်ပဲ
သူတို့ကိုယ်တိုင်ရဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကြောင့်ဆိုတာကိုတော့နားလည်ထားဖို့အလွန်အရေးကြီးပါတယ်အစိတ်တောက်ဖြစ်စေတဲ့သူတွေရဲ့ view ဟာတွေကိုသိမြင်နားလည်လာပြီဆိုရင်နောက်တစ်ဆင့်ကတော့ကိုပြန်လဲကာကွယ်ဖို့နေနမိတ်တွေသတ်မှတ်ရမှာဖြစ်ပါတယ်နေနမိတ်သတ်မှတ်တယ်ဆိုတာသူတို့ကိုရန်သွားလောက်တာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့ဂုဏ်သိက္ခာကိုဘယ်အတိုင်းတာထိပဲအထိပါခံမယ်ဆိုတာကိုမြင်တားလိုက်တာပဲဖြစ်ပါတယ်တောက်စစ်ဖြစ်တဲ့လူတွေဟာနေနမိတ်မရှိတဲ့လူတွေကိုအမြဲတမ်းရှာဖွေပြီးအနိုင်ကျင့်တတ်ကြပါတယ်ဒါကြောင့်သင်ဟာမင်းဒီလိုဆက်ဆံတာကိုငါလက်မခံနိုင်ဘူးလို့ပြပြတသားပြောဆိုတတ်ဖို့လိုအပ်ပါတယ်နေနမိတ်သတ်မှတ်ရမှာပထမဆုံးအချက်ကအငင်းစကလုံးဖြစ်တဲ့ no လို့ပြောတတ်ဖို့ပါအစိတ်တောက်ဖြစ်စေတဲ့သူတွေဆိုတာသင်စီကနေအချိန်နဲ့ခွန်အားတွေကိုအမြဲတမ်းတောင်းဆိုနေတတ်ပါတယ်သင်မလုပ်ချင်တဲ့အရာသင်အတွက်အဆင်မပြေတဲ့အရာတွေကိုအားနာလို့လိုက်ရောနေတဲ့တွေ့သူတို့ကသင်ကိုဆက်ပြီးချေလဲနေအောင်မှာပါပဲဒီနေ့တော့ငါမအားဘူးနောက်မှပဲပြောကြတာပေါ့ဆိုတော့ရိုးရှင်းပြီးပြတ်သားတဲ့ညှင်းဆိုမှုဟာသင်ရဲ့စွမ်းအင်တွေကိုကာကွယ်ပေးနိုင်ပါတယ်မထားရမှာကသင်ညင်းဆိုလိုက်လို့သူတို့စိတ်ဆိုးသွားတာဟာသင်အမှားမဟုတ်ပဲသူတို့ရဲ့အတ္တကြောင့်ပါဖြစ်ပါတယ်ဒုတိယချက်ကတော့စိတ်ခံစားချက်ကိုထိန်းချုပ်ခြင်းပါတောက်စစ်ပီပဲတွေဟာသင်ကိုဒေါသထွက်အောင်ဒါမှမဟုတ်ငိုအောင်လုပ်ရတာကိုသဘောကျပါတယ်သင်တုံ့ပြန်လေသူတို့ကပို့ပြီးအားတက်လေပါပဲဒါကို Grey Rock Method လို့ခေါ်ပါတယ်ကြောက်တုံးတုံးလို့အေးဆက်ပြီးဘာအယောင်သွေးမှမရှိအောင်နေပြတာပေါ့သူတို့ကသင်ကိုဝေဖန်လိုက်ရင်ပဲဖြစ်ဖြစ်ဒရမာတွေလာခင်းရင်ပဲဖြစ်ဖြစ်အင်းလေးဟုတ်တာပေါ့အဲ့လူလားဆိုတော့စိတ်ဝင်စားမှုမရှိတဲ့တုံ့ပြန်မှုမျိုးပဲပြီးလိုက်ပါသင်ကသူတို့မျောလင့်ထားသလိုပြင်းပြင်းထန်ထန်ပြန်မတုံ့ပြန်တဲ့အခါသူတို့ကသင်ကိုပြစ်မှတ်ထားဖို့စိတ်မပါတော့ပဲတဖြည်းဖြည်းဝေးခွာသွားပါလိမ့်မယ်နောက်ထပ်အရေးကြီးတာကကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးရာအချက်လက်တွေကိုအခမ်းအသတ်နဲ့မျှဝေပါစိတ်တောက်ဖြစ်စေတဲ့သူတွေကသင်ရဲ့အားနည်းချက်သင်ရဲ့လျှို့ဝှက်ချက်တွေကိုသိသွားရင်ဒါကိုလက်နက်သဖွယ်ပြန်သုံးတတ်ကြပါတယ်ဒါကြောင့်သူတို့နဲ့စကားပြောတဲ့အခါအပေါ်ရန်အကြောင်းအရာတွေကိုပဲပြောပါကိုယ့်ရဲ့နှက်ဆိုင်တဲ့ခံစားချက်တွေအနာဂတ်ရည်မှန်းချက်တွေကိုသူတို့ရှိမှချမပြပါနဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကသူတို့ကိုမနာလိုစိတ်နဲ့ဖျက်ဆီးစေနိုင်တယ်လို့ကိုယ့်ရဲ့ဝမ်းနည်းမှုကိုလည်းလောင်ပြောင်စရာဖြစ်သုံးချနိုင်လို့ဖြစ်ပါတယ်နေနမိတ်သတ်မှတ်တဲ့အခါသူတို့ဘက်ကပိုပြီးပြင်းထန်တဲ့တုံ့ပြန်မှုတွေရှိလာနိုင်ပါတယ်။မင်းအရင်လိုမဟုတ်တော့ဘူး။ပြောင်းလဲသွားပြီဆိုတဲ့ဆွဆဲချက်တွေနဲ့တင့်ကိုအပြစ်ရှိတယ်လို့ခံစားရအောင်လုပ်ပါလိမ့်မယ်။အဲ့ဒီချိန်မှာမယိုင်လဲသွားဖို့အရေးကြီးပါတယ်။နေနမိတ်ဆိုတာတင့်ကိုတင်ပြန်ချစ်တဲ့အထိမ်းအမှတ်တစ်ခုပါ။ကိုယ့်ရဲ့စိတ်အေးချမ်းမှုအတွက်တားထားတဲ့ခြံစည်းရိုးတစ်ခုဖြစ်လို့ဘယ်သူ့မှအလွယ်တကူကြော်ပြတ်ခွင့်မပေးပါနဲ့။နေနမိတ်တွေတတ်မှတ်ပြီးတဲ့နောက်မှာကျွန်တော်တို့ဆက်လုပ်ရမယ့်အခက်အခဲဆုံးအဆင့်တစ်ခုကတော့အကွာအဝေးတစ်ခုထားရှိဖို့ပါပဲတချို့တော့စိတ်တောက်ဖြစ်စေတဲ့သူတွေဟာကျွန်တော်တို့ရဲ့မိသားစုဝင်တွေအရင်ကြီးဆုံးတငယ်ချင်းတွေဒါမှမဟုတ်လုပ်ဖို့ကံဖက်တွေဖြစ်နေတတ်ပါတယ်သူတို့ကဘဝတွေကနေလုံးဝထုတ်ပစ်ဖို့ခက်ခဲနေတဲ့အခြေအနေမျိုးမှာ emotional distance လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာအကွာအဝေးတစ်ခုကိုတည်ဆောက်ရပါမယ်ဒါကသူတို့နဲ့လူချင်းတွေ့နေရပေမဲ့သူတို့ရဲ့စကားလုံးတွေအပြုအမူတွေကသင်ရဲ့စိတ်နှလုံးထဲထိခိုက်မှုမရှိအောင်ကာကွယ်ပေးနိုင်တဲ့ဒိုင်းလွှာတစ်ခုခံထားတယ်လို့ပါပဲဒီလိုအကွာဝေးတစ်ခုထားရှိရမှာအထီးရောက်ဆုံးနီလန်းကတော့မျောလင့်ချက်ရှော့ချခြင်းမှာသူတို့ကဒီနေ့မှာပြောင်းလဲလာလိမ့်မယ်ငါ့ဘောကောင်းလာလိမ့်မယ်ဆိုတဲ့မျောလင့်ချက်ကိုလက်လွတ်လိုက်ပါအစိတ်တောက်ဖြစ်တဲ့လူတွေကသူတို့ကိုယ်သူတို့ပြဿနာရှိနေတယ်လို့မထင်ကြသလိုပြောင်းလဲဖို့လည်းဆန္ဒမရှိကြပါဘူးသင်ကသူတို့ကိုပြောင်းလဲဖို့ကြိုးစားနေသည်သင်မဲစိတ်ပင်ပန်းရပါလိမ့်မယ်။ဒါကြောင့်သူတို့ကသူတို့အတိုင်းပဲရှိနေပါစေ။သင်ကတော့သူတို့ရဲ့ drama တွေထဲမှာပါဝင်ပတ်သက်ခြင်းမရှိပဲဘေးကနေကြည့်နေတဲ့ပရိသတ်တယောက်လိုပဲအေးစစ်စစ်နေလိုက်ပါ။တချို့တော့ချိန်နေမှာတော့အဆက်တွေဖြတ်တောက်ခြင်းဟာသာတစ်ခုတည်းသောထွက်ပေါက်ဖြစ်လာတတ်ပါတယ်။သင်ဘလောက်ပဲနေနမိတ်တွေထထားဘလောက်ပဲအကွာဝေးထထားသူတို့ကသင်ရဲ့ဘဝကိုစက်တိုက်ဖြစ်စီနေမယ်သင်ရဲ့စိတ်ချမ်းသာရေးကိုအဆုံးထိအောင်တွန်းပို့နေမယ်ဆိုရင်တော့ဒီဆက်ဆံရေးကိုအဆုံးသတ်ဖို့လိုအပ်လာပါပြီဒါကရက်ဆက်တာမဟုတ်ပါဘူးကိုကဲတင်တာပါအစိတ်ရှိတဲ့အစားအစာကိုမစားဘဲလွင့်ပစ်လိုက်တယ်လို့မျိုးကိုဘဝအတွက်အစိတ်ဖြစ်စေတဲ့လူတစ်ယောက်ကိုစွန့်လွတ်လိုက်တာကသင်ရဲ့အနာဂတ်အတွက်အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ပါလိမ့်မယ်ဒီလိုဆက်သွယ်ဖြတ်လိုက်တဲ့အခါမှာအထီးကျန်တယ်လို့ခံစားရတာနောင်တရတာမျိုးတွေရှိနိုင်ပါတယ်အထူးသဖြင့်အချိန်ကြာကြီးတွေ့ခဲ့တဲ့သူတွေဆိုရင်ပိုဆိုးပါတယ်။ဒါပေမဲ့မှတ်ထားရမှာကအထီးကျန်ခြင်းဟာအစိတ်တောက်ဖြစ်စေတဲ့သူနဲ့အတူရှိနေပြီးစိတ်ဆင်းရဲနေရတာထက်အဆပေါင်းများစွာပိုကောင်းပါတယ်။သင်ဘဝမှာလူနေခြင်းနေပါစေ
ရှိနေတဲ့သူတွေကအသင်ကိုလေးစားတဲ့သူအသင်ကိုတန်ဖိုးထားတဲ့သူတွေဖြစ်ဖို့ကပိုအရေးကြီးပါတယ်။စိတ်ရည်တစ်ခုကိုလက်လွတ်လိုက်ခြင်းကသင်ဘဝမှာပိုကောင်းတဲ့လူသစ်တွေဝင်လာဖို့နေရာလွတ်တစ်ခုဖန်တီးပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်။အကွာဝေးတစ်ခုထားရှိခြင်းဒါမှမဟုတ်လမ်းခွဲခြင်းဟာအစပိုင်းမှာနာကျင်ရပေမဲ့ရေရှည်မှာတော့သင်ကိုလွတ်လပ်မှုပေးပါလိမ့်မယ်။သင်ရဲ့အချိန်တွေခွန်အားတွေကိုအတိတ်ပဲမရှိတဲ့ငင်းခုန်မှုတွေမှာမဖြုံးတီးတော့ပဲကိုယ့်ရဲ့တိုးတက်မှုအတွက်ပဲအသုံးချနိုင်တော့မှာပါတောက်စစ်ပါဆန်တွေရဲ့ဝေးရကိုထွက်လာနိုင်ပြီဆိုရင်သင်ကစစ်ပွဲတစ်ခုကနေအောင်နိုင်သူအဖြစ်ပြန်လာတဲ့သူနဲ့တူပါတယ်ဒါပေမဲ့ခန္ဓာကိုယ်မှာဒဏ်ရာတွေမပါလာခဲ့ရင်တောင်မှစိတ်ဝိညာဉ်မှာတော့အမာရွတ်တွေချနေတတ်ပါတယ်ဒါကြောင့်နောက်ဆုံးနဲ့အရေးကြီးဆုံးအဆင့်ကတော့ကိုပြန်လည်ကုစားခြင်းပါပဲပထမဆုံးအနေနဲ့သင်ခံစားခဲ့ရသမျှနာကျင်မှုတွေဒေါသတွေနဲ့ဝမ်းနည်းမှုတွေကိုအတင်းအကျပ်ဖိနှိပ်မထားပါနဲ့သင်ကလူသားတစ်ယောက်ဖြစ်တဲ့အတွက်ဒါကိုခံစားပိုင်ခွင့်ရှိပါတယ်ကိုပြန်ပြောပါငါစိတ်တောက်တွေကြားထဲမှာအကြာကြီးနေခဲ့ရလို့ပင်ပန်းနေပြီအခုငါနာနာနေနေနဲ့ပြန်လည်နှိုးထားရတော့မယ်ဆိုတာမျိုးပေါ့ဒီကာလမှာအရေးကြီးဆုံးကတော့ self care လို့ခေါ်တဲ့ကိုဂရုစိုက်မှုပါ toxic behavior မှာဖြုံးတီးခဲ့တဲ့အချိန်နဲ့စွမ်းအင်တွေကိုအခုတော့ကိုဝါသနာပါတဲ့အလုပ်တွေစီပြန်လှည့်လိုက်ပါစာဖတ်တာတရားထိုင်တာအားကစားလုပ်တာဒါမှမဟုတ်ခရီးထွက်တာမျိုးကသင်ရဲ့စိတ်သက်ကိုပြန်လည်လန်းဆန်းစေပါတယ်အထူးသဖြင့်ကိုယုံကြည်မှု self esteem ကိုပြန်လည်တည်ဆောက်ဖို့လိုပါတယ်သူတို့နေချခဲ့သမျှစကားလုံးတွေကိုမေ့ဖြစ်ပြီးသင်မှာရှိတဲ့အရေးချင်းတွေကောင်းကွက်တွေကိုစာအုပ်ထဲမှာချရေးကြည့်ပါသင်ကတန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုနေ့တိုင်းကိုသတိပေးပါနောက်တစ်ချက်ကတော့ healthy cycle လို့ခေါ်တဲ့ကျန်းမာတဲ့လူမှုပတ်ဝန်းကျင်တစ်ခုကိုရှာဖွေပါအစိတ်တောက်ဖြစ်စေတဲ့လူတစ်ယောက်ကိုဆွန့်လွတ်လိုက်လို့သင်ဘဝမှာနေရာလူတစ်ခုဖြစ်သွားတဲ့အခါအဲ့ဒီနေရာမှာသင်ကိုနားလည်ပေးနိုင်မဲ့သူခွန်အားပေးနိုင်တဲ့သူတွေနဲ့အစားထိုးလိုက်ပါသင်ကိုကောင်းမြတ်စိတ်ကိုပေးနိုင်တဲ့သူတွေသင်ရဲ့အောင်မြင်မှုကိုရိုးသားသားဝမ်းသာပေးနိုင်တဲ့သူတွေနဲ့အချိန်ဖြုံးပါအနာဂတ်မှာလည်းတောက်စစ်ပီပဲတွေနဲ့ထပ်မကြုံရအောင်သင်ယူခဲ့တဲ့သင်ခန်းစာတွေကိုလက်နက်တစ်ခုလိုအသုံးချပါတစုံတစ်ယောက်ကသင်ကိုစတင်ပြီးမလေးမစားလုပ်လာပြီဆိုရင်သင်ရဲ့နယ်နိမိတ်ကိုကျော်နှင်းလာပြီဆိုရင်အစကတည်းကပြက်သားတားဆီးတက်ဖို့လိုအပ်ပါတယ်လူတိုင်းကိုစိတ်ကျဉ်နှံ့အောင်မကြိုးစားပါနဲ့လူတိုင်းကသင်ကိုချစ်ဖို့မလိုအပ်တယ်လို့သင်ကလည်းလူတိုင်းကိုချစ်နေဖို့မလိုအပ်ပါဘူးသင်ရဲ့စိတ်အေးချမ်းမှုကသာအမြင့်မားဆုံးဦးစားပေးဖြစ်ရပါမယ်အခုသင်ဟာအမောင်တို့တွေကနေလွတ်မြောက်လာပြီဆိုရင်ရှေ့ဆက်ရမယ့်လမ်းခီးမှာပို့ပြီးတောက်ပါတဲ့ပို့ပြီးအတိတ်ပဲရှိတဲ့နေ့ရက်တွေကိုပိုင်ဆိုင်လာနိုင်တော့မှာပါကိုယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်လိုက်ပါကျမ်းမာပျော်ရွှင်တဲ့လူမှုဘဝကိုလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲဒုက္ခကျမ်းမာ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ